မင်္ဂလာပါမိုးဒီနေ့တော့မေကွန်းလေး၅ခုပြင်ဆင်လာပါတယ်အဲ့ဒီမေကွန်းလေး၅ခုကကိုယ့်ဘတ်တက်ကိုမေးရမှာနော်သူများမေးရမှာမဟုတ်ကိုယ့်ဘတ်တက်ကိုမေးရမှာအဲ့ဒါပါလေသိလားငါဟာကငါးပါးကိုမသိတဲ့မိဘကမွေးဖွားလာတဲ့သူလားငါဒီမိဘဝတ္တရားမကြေပြွန်တဲ့မိဘနှစ်ပါးကမွေးဖွားလာတဲ့သူလားငါဒီမိမဆုံးမဖမဆုံးမသားလားသားသမီးလားပေါ့နော်ငါဒီမိမနိုင်ဖမနိုင်သားသမီးလားငါကမိဘမဲ့တယောက်လားမိုးဒီပြောပြတဲ့အချက်၅ချက်ထဲမှာလူတိုင်းကိုမဆိုလိုပါဘူးရှင်အဲ့ဒီလူတွေထဲကမှတချို့တွေကိုဆိုလိုတာပါအဲ့ဒီတချို့တွေကပဲအိမ်တောင်ရေးအပေါ်မှာတံမိုးထားမှမသိတဲ့သူတွေဟာဒီ၅ချက်လုံးနဲ့လည်းညီတယ်ဒီ၅ချက်ထဲကတစ်ချက်နဲ့လည်းညီမယ်နှစ်ချက်နဲ့လည်းညီလိမ့်မယ်နော်အဲ့ဒါအိမ်တောင်ရေးကိုဖောက်ပြန်သွားတဲ့သူတွေကဒီလိုမျိုးထဲကနေကြီးပြင်းလာတဲ့သူတွေမို့လို့ချင်းချင်းလေးပဲအဲ့လိုပြောတာမကြိုက်ဘူးလားကိုမိဘကိုထိတာမကြိုက်ဘူးဆိုရင်ကိုတိုင်းစင်ကျင်လိုက်ဒါသူများအပြစ်ပြောမှာမဟုတ်နော်ကိုတိုင်းကိုရဲ့ဂုံတိတ်ခါကိုတိုင်းတိုင်းရမယ်ပြည်တယ်မယ်ကိုကြောင့်မျိုးဂုံတိတ်ခါမကြစင်းနဲ့ကိုကြောင့်ကိုမိဘအပြောမခံရစင်းနဲ့သားသမီးမကောင်းရင်မိဘခေါင်းကြတယ်အဲ့လိုပဲမိဘမကောင်းရင်သားသမီးကောင်းကြတယ်ဆိုတာကိုလည်းကိုသိနေရမယ်နော်အဲ့တော့မိုးပြောချင်ပါတယ်ဒီအချက်၅ချက်လုံးမှာတစ်ချက်နဲ့ကိုက်ညီနေတဲ့သူဒီအိမ်တောင်ရေးကိုဖောက်ပြန်သွားလိမ့်မယ်သူတို့ဒီမိသားစုတမိုးထားမကောင်းမှမသိတယ်လို့ကိုယ်တိုင်လည်းတမိုးထားမခံခဲ့ရတဲ့သူတွေဖြစ်တဲ့အတွက်အိမ်တောင်ရေးဖောက်ပြန်မှုတွေကလုပ်လိမ့်မယ်ဒါကြောင့်ကိုကြောင့်ကိုမိဘတိတ်ခါအကြမခံကြဘူးဟုတ်လားအိမ်တောင်ရေးမဖောက်ပြန်ကိုကြောင့်ကိုမျိုးကုံတိတ်ခါမကြကြဘူးလားအိမ်တောင်ရေးမဖောက်ပြန်ချင်းချင်းလေးပဲအိမ်တောင်ရေးဖောက်ပြန်ခဲ့တဲ့သူတွေအားလုံးဟာဒီအဆက်တည်းကတစ်ချက်နဲ့တော့ညှိနေလို့ဖောက်ပြန်ကြတာပဲဒါကြောင့်ကိုမျိုးကုံထိမ့်သိမ့်မှာ